ကျွန်တော်အခုရောင်းနေဆိုတော့ကမဟုတ်တော့မို့နေကတော့ရောင်းနေကြပဲပါရယ်2020ခါကူနိုင်ဇန်နဝါရီလခဏရနေစနေပြီကတာကမလူမျိုးရဲ့အမျိုးသားနေဖိုက်ပါရယ်ဒီမျိုးသားနေမှာဆိုကြရခိုင်ရိုးရာကာဒီတာကမရိုးရာကမရိုးရာကာဒီဘရောင်းတခါကာဒီပောင်ဝါဆိုကိုတွေ့ရပါရယ်လူမျိုးစကားညောင်းနေစလို့တောင်းလို့ပို့လို့တော့ပါဘူး။ဘုံနဲ့မဆိုင်ငါနဲ့မဆိုင်ဆိုပြီးတာဝန်ကိုချော်လို့လာလို့မလားတာကိုကြီးကိုလောက်ခေါ်နိုင်မှာလုံခုံရေးဆိုတော့ဒီနောက်ပဲလေလုံခုံရေးမှာဒီငွေမို့ဒီငွေခါမှဒီမပရိုမိုတီဒီနောက်ပဲပါလေကိုရိုတာကမမျိုးသားနေကိုတာရဆိုပျော်ရှောင်မိပါလားပျော်ပါရဲ့တော့ပျော်ဝင်ပါရဲ့ဇာဘလို့ပျော်ပါလေပဲရောတဲ့ကိုတနိချတဲ့ဆူလုံးနဲ့ပဲပျော်ရလို့ပျော်ဝင်ပါရဲ့ဟုတ်ပါတယ်အဲ့ဒီအနေနဲ့တခါပြနေဒီမှာရှိတာကမလူမျိုးတွေကိုဇာဘမျိုးပျော်ရှောင်ပါလေပဲလူမျိုးနေရာတင်မနေလေတိုင်းပဲလူမျိုးပျော်ပဲနဲ့ကိုလူမျိုးသေးပဲဝဲကိုလူမျိုးဝဲဆိုသေးပဲဝဲလို့ငယ်ဟိုမှဆောင်ပါရဲ့ဟုတ်ပါချီးစပါဟုတ်ပါချီးစပါလာရှိစုကတာကမလူမျိုးတွေအမျိုးသားနဲ့ကြောင်းပွားစာစာနဲ့ကြိမ်မရှိပါရလေစင်္ဂါကြိမ်မရှိပါရဟုတ်ပါတာကမမျိုးသားနဲ့ကိုဇာဖွေးကနေပြီကဦးစီးပြီးကြောင်းပွားစာပါလေဟုတ်ပါတယ်အခုကကြားလို့ရှိကြကျွန်တော်အာရခပေသူအစိုးရကနေပြီကပင်ပူပြီးပနာတာကမလူမျိုးခရိုင်ကော်မတီအနေနဲ့ကရီမိုပြီကကြောင်းပွားစာဖွေးဖိုက်ပါတယ်တာကမလူမျိုးတွေနေထလာရဲအကောရောင်းကိုအချင်းချုပ်စကေပရောပြီးပါကျွန်တော်တာကမလူမျိုးတွေနေထိုင်လာရဲ့ကြားလို့ရှိကြနိုင်ပေါင်းထောင်နှန်းရှိပြီရှိနေပါရအစူးစားကပေါင်စားပြီပို့ပေးပေါင်းဒီကနေ့အထိပါလေရှိနေကြစပါဟုတ်ပါအခုပါအမျိုးသားနဲ့ကြောင်းပါရခိုင်းရိုရှာတခါလောက်ပရောပြီးပါအခုပါအမျိုးသားနဲ့ကြောင်းပါရခိုင်းရိုရှာကြားလို့ရှိကြကျွန်တော်တို့ဒီမှာကြားလို့တာကမလူမျိုးတို့ရဲ့ဇာတိသွေးဇာတိမှန်မှာပျောက်ပြလာဖို့အတွက်ကြောင်းပါရခိုင်းရိုရှာဖိုက်ပါတယ်ကိုရာကိုတလေးထုံးလေးဆင်လာဒီကိုနေပြီမမင်းပြောက်အောင်ကြောင်းပါရခိုင်းရိုရှာဖိုက်ပါတယ်အခုပါတာကမမျိုးသားနေမှာဇာလောက်ထိပျော်မင်းပါလေကျွန်တော်ကြားလို့ရှိဇာလောက်ထိပျော်မင်းလေဆိုတော့ကျွန်တော်အခုမတွေ့လိုက်ကျွန်တော်မျိုးဒီပေါ်လဲပါဘူးဆိုကြရာဆယ်လောက်မုန်းနေလောက်အားလုံးနေတာဆိုကရောက်လာခဲ့တယ်ကျွန်တော်အတီးတီးလူကိုအမျိုးဒီဆိုတာနေပြီမြန်နာဒီကိုမှန်ကားလို့ပေါ်လဲပါဘူးဆိုကြဝဲသားမှာသုံးပျော်ချောင်မိပါတယ်ဟုတ်ပါတယ်ဒီတာကမအမျိုးသားနေကိုနေပြီကဇမ်လို့နေကဇန်တော်လောက်တာရောက်ခပါလေကျွန်တော်ဒီဆိုနေပြီအခုလာဟီကြလို့ရှိကြကြောက်တော်မရာဦးမောင်ဘရာဘိကဘူးတီတော်မောင်တော်လူတွေကြလို့ရှိကြထောင်းဝင်းကြလို့ဟိပါဘူးဟုတ်ပါတာကမမျိုးစားတဲ့ကိုဇာပိုင်အမွေနေဒီထောက်ကရှောင်ပါလေကျွန်တော်တာကပအမျိုးသားလူငယ်ရှိတူကိုကြလို့ရှိအမွေနိုင်ဆိုတာကကျွန်တော်တို့ဒီမှာပျောက်ဆုံးပြစီလက်ခါရဆိုတာပါဘွေရကိုဟိုရာကိုစားပြီးတမင်ကောင်းဒီနေပြီကကျွန်တော်ခိုက်မှာကြလို့ရှိကြရှယ်နဲ့ထားစီချောင်းပါလေသူတို့တော့လာဆန်ပြီးကင်းချောင်းပါလေလာဆန်လို့ဒီပါအမျိုးသားနေမှာနေပြီကအလေးနာဆုံးပရော့ရှောင်းစကားတခွန်းလောက်ပရော့ပြီးပါပါအမျိုးသားနေမှာအလေးနာထုံးထားချောင်းရစကားကြလို့ရှိကြကျွန်တော်ဒီမှာစားပြီးတန်ကားဘုကအဓိကပါစားပြီးပြောကြလူမျိုးပြောက်ပါတယ်ရန်ကောင်းနေယေရှုနဲ့နေပြီကျွန်တော်ဒီဆိုအမျိုးသားနေကိုစင်္ဂါကိန်ထေးကြောင်းပါရဆိုဖိုက်ပါတယ်ဘူးကျွန်တော်နောက်မှာမောင်သူနေရဆိုတော့တာကမရိုးရာဝဲဆုံးနဲ့ပြီးတော့မောင်သူနေဒီတာကမလူမျိုးတွေရိုးရာစစတီကိုတခေါက်လောက်ပြိုက်ပါကျွန်တော်တာကမလူမျိုးတွေရိုးရာစစဆိုအရှင်တိပါတယ်ဒီခရုရှင်နဲ့နှုတ်နဲ့ရှာတော့ဆိုပါလေဒီကဂရကတင်နဲ့ပဇွန်နဲ့ရှာတော့ဆိုပါဘယ်ရုံးပတိတိရှာတော့ဆိုပါကျတဲ့ဘယ်ဟောင်းပေါပါလေပေါပြီးရှာတော့ဆိုအကားတိပါလေရိုးရာကားတိဘယ်ရိုးရာပဲမျိုးပြီးတိပါဘယ်ပြီးမှာကြရိုးရာကစဲနေတိပါလေဒိုကစဲဆိုတိပါဒီမှာဒီရိုးရာဘန်ကန်ဆိုတိပါဘန်ကန်ဆိုတော့ကဘန်ကန်ပြီးမှာရာရခင်မတိကိုနေပဲစစ်စင်ပြီးမှကျွန်တော်အေရာကန်အားဆိုပါကျွန်တော်မှာကြခါရိုးရာအတော့ဆိုပီစီတိပါတယ်ဆိုတော့ဒီလာဝဲနာတိပါလေဒီအမျိုးသမီးတိအမျိုးသားတူဝဲတဲ့လာဝဲမကြခါပဲအမျိုးသမီးတိဆိုနေတဲ့အပိုင်ဝဲစားဆိုင်ရမှုတိဝဲခဲ့ပါတယ်ရောက်ကြဒီမှာကြခါပဲဝဲခဲ့ပါလေဟုတ်ပါဒီကြခါကျွန်တော်
ဒီတာကမစာပေဒီပါဒီမှာကြာကျွန်တော်မှဒီအတန်းစာတိမရှိပါသေးကျွန်တော်ဟိုမှာအိန္ဒိယဖာမစီကမီဇိုရမ်ထရူပါအပတ်ဒီမှာကြာခါကျွန်တော်ဒီတာကမစာပေတွေကိုရှိုက်တန်တီတို့ကတောင်ခွန်ရကပါ ဟုတ်ပါ ဒီအရှိုက်ကြာခါကျွန်တော်တို့ကတောင်းရှိဒီမှာတယ်အမောစာဒူရီယာပါခင်းခေါလို့ခေါ်ပါရှမ်းကောရောင်းနေပေတဲ့ကမလို့ရှိပဲကိုနဲ့ဆွစပိကေတမထွားလိုက်အတန်ကိုအတန်နဲ့နေပေတဲ့ပဇာနာလီနဲ့တိခါဆိုအပိုင်ဟုတ်ပါအရှိုက်ကြာခါကျွန်တော်တို့ကကူလာလို့ခေါ်ပါတယ်ဆန်ကိုမဟုတ်ပါလဲစပါတီဆိုဒီဆန်ပါဆိုဒီပါဟုတ်ပါဒူရီယာတမျိုးပါလဲ ဟုတ်ပါ ဘာစီလို့ခေါ်ပါရချောင်းပလီမဟုတ်ပါလားရောင်းချနေပြည်တဲ့ကပဇာနာမဟုတ်ဘူးပါလာညိုတင်နေပိုင်တီကွာတီဖော်ပါတယ် ဟုတ်ပါ ဟုတ်ချာချာကျွန်တော်တို့ပိုင်တူလို့ခေါ်ပါတယ်ကျွန်တော်တို့ကပခဲပါပခဲမှာကျွန်တော်ဒိုလင်လို့ခေါ်ပါတယ်ဒီအရှိတီဟိုမှာတိုက်တက်ပိကေရမ်းဝေးပါတယ် ဟုတ်ပါ တော့ဟုတ်ပါတာကမမျိုးသားနေမှာကျွန်တော်ဒီပရာတက်တဖွေလောက်ထောက်မဟုတ်ပါလားရေရမှာကျွန်တော်တို့ရာစာအကလောက်တီအစာစာတီဒီကကျွန်တော်တို့အကာတီဒီကကျွန်တော်တို့ရာအတုံးဆောင် PCT ဆိုတဲ့တာတာခွန်ရအတွက်ကောင်းလဲကျွန်တော်ပဲပရာတာခွန်ရခါတခါတန်းတက်လက်တော့ကျွန်တော်တို့ကိုလေးလာခဏရအတွက်ကျွန်တော်အမြတ်တက်မသိဝမ်းသာပါတယ် လူမရှိတဲ့ကိုနေပြီးကြပါမျိုးစကားဒီပရရှမလဲ လူဝင်တို့ကြားခါကျွန်တော်တို့အခုရိုရာအကောင့်စာပစ္စည်းနဲ့ပတ်သက်ပြီးတော့လေအရှန်တို့အတူယူပြီးနောက်ကျွန်တော်တာကမလူမျိုးတွေတော့အပိုင်ရိုရာဝဲဆိုချင်ဝဲပြီးကိုလူမျိုးဟိုဒီလိုပုံတောင်းနိုင်အောင်ကျွန်တော်ကလုံးချင်ပါတယ်ကျွန်တော်ကပြောချင်ပါတယ်